ပြုံးပြုံးလေးပဲနေလိုက်ပါဟုတ်တာတွေပြောလာရင်လည်းဟုတ်နေတာကိုဆိုပြီးပြုံးပြုံးလေးပဲနေလိုက်ပါဒါဟာတီးခံလိုက်တာခန္တီပါရမီဖြည့်လိုက်တာပဲလေပါရမီပြည့်မပြည့်တော့မသိဘူးလောလောဆယ်ကိုယ်စိတ်ကလေးတွေအေးချမ်းသွားမှာအမှန်ပဲလူတွေကတော့မသိမချင်းပြောနေကြအောင်ပါလေဘဝရဲ့တန်ဖိုးဆိုတာဘယ်လောက်ရုပ်ချောတယ်ဘယ်လောက်ဥစ္စာပေါ်တယ်ဘယ်လောက်အသက်ရှိတယ်ဘယ်လောက်ချမ်းသာတယ်ဘယ်လောက်အချမ်းရံပေါ်တယ်ဘယ်လောက်ဂုဏ်တွေရှိတယ်ဘယ်လောက်အာဏာရှိတယ်ဆိုတာတွေရဲ့အပေါ်မှာမူတည်တာမဟုတ်ပါဘူးဘယ်လောက်ကောင်းမွန်စွာနေထိုင်တယ်လဲဘယ်လောက်စိတ်ကောင်းစိတ်ဓာတ်ရှိတယ်လဲဘယ်လောက်လောကကိုကောင်းကျိုးပြုတယ်လဲဆိုတာတွေရဲ့အပေါ်မှာပဲမူတည်ပါတယ်ရလာတဲ့ခဏတာဘဝတန်ဖိုးရှိအောင်နေထိုင်သွားဖို့လိုတာပေါ့နော်အရေးဆိုတာအေးချမ်းမှုကိုပေးတယ်သဘာဝသစ်ပင်